မြင်နာနဲ့တင်တေကြစီမဲ့ဝတ်တင်နီချက်ချက်နီလေးကိုမမကြီးကမျှဝေပေးမှာပဲဖြစ်ပါတယ်ရှင်ဝတ်သားလေးကိုတော့မမကြီးကအစီသားလေးပဲဝင်လာလိုက်ပါရင်တော့ပြီးရင်ကိုလိုတလောက်လေးတွေကိုပဲပပလေးလှီထားလိုက်ပါတယ်ရှင်ပြီးရင်တော့ရေစေးကြောတန့်စင်ပြီးလို့ရှိရင်အချိုငံစားဆွေးနွေးချိုမှုအကုန်လုံးနှက်ထားလိုက်ပါမယ်နော်ဝတ်သားလေးခဏနှက်ထားပြီးရင်တော့စီအိုးလေးတည်ပါမယ်ရှင်မမကြီးကဒီနေရာမှာတကြားလေးနဲ့ပဲချက်မယ်နော်ပဲငပြားကြီးမတုံးထားပါဘူးတကြားလေးကိုရွှေညူအောင်တန်းတဲ့အထိစီတက်ပေးလိုက်ပါမယ်ရပြီဆိုလို့ရှိရင်ဝတ်သားလေးကိုထည့်ပြီးတော့လုံးလိုက်ပါမယ်ရှင်ဝတ်သားလုံးတဲ့နေရာမှာတော့နာနာလေးလုံးပေးရရယ်နော်ဝတ်သားလေးခဏလုံးပြီးပြီဆိုလို့ရှိရင်တော့ကျွတ်တုံအဖြူလေးထည့်မယ်ပြီးရင်ကျွတ်တုံအနီလေးစိတ်ထားတာလေးကိုထည့်လိုက်ပါမယ်ရှင်ပြီးရင်တော့သူ့ကိုထပ်ပြီးတော့လုံးပေးလိုက်ပါမယ်နော်လုံးဝစီပြန်လာတဲ့အထိကိုလုံးပေးလိုက်ပါမယ်ရှင်လုံးနာလေးရပြီဆိုလို့ရှိရင်တော့မမကြီးကရေမြုပ်ထည့်လိုက်ပါမယ်ဝတ်သားကအနည်းဆုံး2ရေလောက်တော့ချက်ရတယ်เนาะဒါမမကြီးကတော့1ရေပဲလုပ်ပြထားတာပါကဲဝတ်သားလေးကရေလေးအနည်းငယ်ကျန်သေးတော့ထပ်တည်ထားလိုက်တယ်ကဲအခုဆိုလို့ရှိရင်တော့လုံးဝစီပြန်လာပြီအခောက်လေးတွေလည်းအိဆက်သွားပြီဆိုလို့ရှိရင်တော့ဝတ်တနီချက်လေးရပါပြီရှင်